ခုကတော့ကိုရီးယားနိုင်ငံရဲ့ပြည့်လူနေအထိမ်းအမှတ်အနေနဲ့ဆီယမ်မကျွန်တော်တို့ကိုချောကလက်ဘူးလေးလက်ဆောင်ပေးတဲ့အထိမ်းအမှတ်ပဲဖြစ်ပါတယ်။တကယ်ကတော့ကိုရီးယားနိုင်ငံရဲ့ပြည့်လူနေဆိုတာကသူတို့ရေးသားချင်းပေါ့နော်ချောကလက်ဘူးလေးလက်ဆောင်ပေးတဲ့နေလေးပဲဖြစ်တယ်။အမှန်တကယ်တော့ကျွန်တော်တို့မှာစစ်သူရေးစားမရှိတဲ့အတွက်ဆီယမ်မပဲကျွန်တော်တို့ချောကလက်ဘူးလေးလက်ဆောင်ပေးရဖြစ်ပါတယ်။အကတော့ဆီယမ်မချောကလက်ဘူးလက်ဆောင်ပေးတာသူတို့မရမှာကြောက်လို့ပေါ့နော်စိုးရိမ်နေတဲ့အဖွဲပါ။ဆီယမ်မပေါ့နော်သူချောကလက်ဘူးဝေးနေအောင်ကျွန်တော်ရိုက်တာဘလော့ရိုက်တာတွေ့သွားတော့ရည်နေရပေါ့နော်ကဲရပါပြီဒီချောကလက်ဘူးလေးပဲဖြစ်ပါတယ်အားလုံးကတော့ချောကလက်ဘူးလေးလက်ဆောင်ရထားလို့ပြောနေကြပါတယ်ခုကဘာလို့ကျွန်တော်တို့စောင်းဝဲပြီးတော့တောင်းကြီးရပိတ်တော့မှာဆိုတော့ဆရာမတနစ်တာအစီအစဉ်တွေကိုကျွန်တော်တို့ပြပြပါတော့ကဲပဲလို့မုံလေးရပါလေးလဲဆိုတာကိုကျွန်တော်ဖောက်ပြမှာဖြစ်ပါတယ်အားလုံးကျွန်တော်တို့ကြည့်ကြမယ်နော်ဟိုးပဲလို့ဆိုတော့ဒီလိုမျိုးပေါ့နော်ချောကလက်အချောင်းလေးပဲဖြစ်ပါတယ်အောက်ပိတ်တဲ့နေတွေကပေါ့နော်ပဲလို့လက်ဆောင်ပြင်ကူပွန်9000တန်လေးတွေရတော့အရန်ကိုပြောပါပေါ့နော်အဲ့တော့ကူပွန်ရအပြင်ကူပွန်ပေါ့နော်ပတ်တိုင်းထဲမှာတင်ဆွတ်ထည့်နေရဖွဲပါ